ဒီနေ့က28ရက်6လ2025ဝမ်းနဲ့စရာအထိမ့်မှတ်အနေနဲ့မန္တလေးငလင်ကြီးလှုပ်ခတ်ခဲ့တာဒါနဲ့ဆိုရင်6လပြည့်သွားပါပြီမန္တလေးလို့သုံးဆွဲရတယ်ဒါကအများကြီးကဘာအသိမလို့မန္တလေးလို့သုံးဆွဲခြင်းဖြစ်တယ်မြို့ပေါင်းမြောက်များစွာပါဝင်ခဲ့တာပေါ့နော်ဥပမာအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နေပြည်တော်မန္တလေးစကိုင်းကြောက်စဲပြင်းဦးလင်တခြားမပါတဲ့မြို့များရှိလို့ရှိရင်ကျွန်တော်ကိုနားလည်ပေးပါလို့ကျွန်တော်ပြောပြပေးခြင်းတယ်6လဆိုတဲ့အတွက်ရက်ပေါင်းအားဖြင့်တွက်မယ်ဆိုလို့ရှိရင်တော့184ရက်ရှိသွားပြီပေါ့နော်။နာရီအားဖြင့်တွက်မယ်ဆိုလို့ရှိရင်တော့4416နာရီရှိသွားပြီ။မိနစ်အားဖြင့်တွက်မယ်ဆိုလို့ရှိရင်တော့2,6,4,960နဲ့မိနစ်ဖြစ်သွားပြီ။ဒါပေမဲ့ကျွန်တော်ကဒီအချိန်မှာကျွန်တော်တွက်ချင်းဖြစ်တယ်။နာရီရက်တွေကတဖြည်းဖြည်းရွေ့လျားနေတဲ့အတွက်မိနစ်စက္ကန့်တွေနည်းနည်းပါဟသွားတာရှိကောင်းရှိလိမ့်မယ်။နားလည်ပေးပါလို့ကျွန်တော်ပြောပေးချင်တယ်။ဒါကတော့ကျွန်တော်နိုင်ငံအတွက်ဝမ်းနည်းစရာဖြစ်တယ်ပေါ့နော်။တစ်စက္ကန့်မှာလူ4ယောက်သေတယ်တစ်မိနစ်မှာလူ240သေတယ်တစ်ရက်မှာလူ3,45600သေတယ်ဒါကလည်းဓမ္မတာဖျားနာပြီးနာမကျန်းဖြစ်ပြီးတော့မှ96ပါးယောဂါနဲ့သေဆုံးတဲ့သူတွေကိုပြောချင်းဖြစ်တယ်တဘာဝဘေးအန္တရာယ်တို့စစ်မှတ်တို့ငလင်ဘေးတို့နဲ့သေဆုံးတဲ့သူတွေမပါသေးဘူးဒါကတော့တဘာဝဘေးအန္တရာယ်တို့စစ်မှတ်တို့ငလင်ဘေးတို့နဲ့ကျွန်တော်မြန်မာလိုပြောမယ်ဆိုကန်ဆိုးမိုးမောင်ကြစွာနဲ့သေတဲ့အထက်မှာလွန်ခဲ့တဲ့6လတုန်းကကျွန်တော်မြန်မာနိုင်ငံမန္တလေးငလင်ကြီးဖြစ်ပျက်သွားတဲ့အချိန်ပေါ့ဗျာဒီချိန်မှာပါသွားတဲ့သူတွေတော့လည်းတကယ်ပဲအထူးဝမ်းနဲ့ကြည်ခွဲရပါတယ်လို့ကျွန်တော်ပြောပေးချင်တယ်အဲ့ဒီအချိန်မှာပါသွားတဲ့လူတွေထဲမှာကောင်းတဲ့သူကမကောင်းတဲ့သူကဒီတဘာဘေးအန်ရဲ့စိုးကြီးကတကယ်ကိုခေါ်ဆောင်သွားတဲ့အတွက်လည်းဒါဝမ်းနဲ့စရာအထိမ့်မဲ့တစ်ခုဖြစ်ခဲ့တယ်ဒါ6လပြည့်ခဲ့ပြီလို့ကျွန်တော်ပြောချင်ပါတယ်အခုလို့6လပြည့်တဲ့အချိန်မှာဒီကနေ့မှာပဲအသေးစားငလင်ကျွန်တော်နိုင်ငံမှာ6ကြိမ်လှုပ်ခတ်ပြီးသွားပါပြီကျွန်တော်အခုပြောနေတဲ့ညနေ4နာရီအချိန်မှာပင်လေ4နိုင်ကျော်ပေါ့နော်4နိုင်ကျော်အချိန်မှာပင်လေ6ကြိမ်လှုပ်ခတ်ပြီးသွားပြီအဲ့ဒါကတော့ဘယ်နေရာတွေလဲဆိုလို့ရှိရင်ရှမ်းပြည်မြောက်ပိုင်းလာရှိုးမှာ3.2ပြင်းအားငလင်အသေးစားလှုပ်ခတ်တယ်နောက်တစ်ခုကပဲခူးတိုင်းတောင်ငူမြို့အနီးမှာရှိနေတဲ့နေရာမှာ4.1လို့လည်းပြောတယ်4.5လို့လည်းပြောနည်းနည်းလေးတော့ပြင်းနေဗျတချို့တွေတီကောင်းတိလိုက်မယ်လို့ကျွန်တော်ပြောပေးချင်တယ်နောက်တနေရာဘာမှလဲဆိုလို့ရှိရင်ပဲခူးတိုင်းဇယက်ကြီးအနီးမှာ2.9အသေးစားငလင်လေးလှုပ်ခတ်သွားတယ်နောက်တနေရာကတော့ကြက်ပြင်းအနီးမှာ3.6ငလင်အသေးစားလှုပ်ခတ်သွားတယ်နောက်တနေရာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရဒါမြောက်ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းဆက်ဒါပေမဲ့တန်ရတော့မြောက်ပိုင်းနဲ့ပါတာပေါ့နော်မြောက်ပိုင်းမှာ3.3ညငလင်လှုပ်ခတ်သွားတယ်ဒါကတော့ဒီကနေ့လှုပ်ခတ်သွားတဲ့ငလင်ပေါ့နော်ဒီကနေ့မှာပဲတူကီနိုင်ငံမှာလဲခုနကျွန်တော်အခုမပြောခင်အချိန်လေးမှာပင်လင်း9.9ငလင်လှုပ်ခတ်သွားသေးတယ်တူရကီနိုင်ငံမှာဒါနည်းနည်းတော့ပြင်းနေလို့ပြောရမှာပေါ့နော်ဒါ6.ကျော်မှလဲပြင်းရတဲ့ထည့်တာကို9.9ငလင်လှုပ်ခတ်သွားတယ်လို့ကျွန်တော်ပြောချင်တယ်ဒါကတော့ကျွန်တော်နိုင်ငံအတွက်ဒီကနေ့က6လပြည့်တဲ့မန္တလေးငလင်ကြီး6လပြည့်တဲ့ငလင်ဖြစ်တဲ့အတွက်အထူးဝမ်းနေပါတယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်မန္တလေးအတွက်ပဲမဟုတ်ဘဲနဲ့တခြားနေရာတွေမှာအဲ့ချိန်မှာလှုပ်ခတ်သွားတဲ့နေရာတွေအတွက်လည်းတကယ်ပဲအထူးဝမ်းနေမိပါတယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်သတင်းထူးများတဘာဘေးအန်ရဲ့သတင်းထူးများရှိခဲ့လို့ရှိရင်လည်းတင်ဆက်ပေးပါဦးမယ်လို့ပြောပေးချင်ပါတယ်ဗျာ